Healthy Kitchen Series ရုံးပရီတီဩခရာကျန်းမာရေးအကျိုးကျေးဇူးများနှင့်စားသုံးနည်းမင်္ဂလာပါ Happy Healthy Hacks ရဲ့ Healthy Kitchen Series ကနေကြိုဆိုပါရစေ။ဒီနေ့မှာတော့မြန်မာလူမျိုးအများစုရင်းနှီးပြီးသားဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်တဲ့ရုံးပရီတီအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ရုံးပရီတီဟာဈေးနှုန်းသက်သာပြီးရှာရလွယ်ကူသလိုအာဟာရဓာတ်တွေလည်းကျွယ်ဝစွာပါဝင်တဲ့ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါတယ်။ဒါကြောင့်ကမ္ဘာတဝန်းကအာဟာရပညာရှင်တွေနဲ့ကျန်းမာရေးအဖွဲ့အစည်းတွေကလည်းကျန်းမာရေးအတွက်အကျိုးရှိတဲ့အစားအစာတစ်မျိုးအဖြစ်အကြံပြုထားကြပါတယ်။ရုံးပရီတီမှာအမြင့်တက် dietary fiber ဗီတာမင် folate မက်ဂနီဆီယမ်ပိုတက်ဆီယမ်နဲ့ antioxidants များစွာပါဝင်ပါတယ်။ဒီအာဟာရဓာတ်တွေဟာခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာများစွာကိုကောင်းမွန်စွာလုပ်ဆောင်နိုင်ဖို့အရေးကြီးပါတယ်။ရုံးပရီတီရဲ့ပထမဆုံးအကျိုးကျေးဇူးကအစာချေစနစ်ကိုကောင်းမွန်စေတာဖြစ်ပါတယ်။အမြင့်တက်များစွာပါဝင်တာကြောင့်ဝမ်းမှန်စေပြီးပူလန်းချောင်းကျန်းမာရေးကိုထောက်ပံ့ပေးနိုင်ပါတယ်။ဒုတိယအနေနဲ့သွေးတွင်းသကြားဓာတ်ကိုထိန်းညှိရာမှာအထောက်အကူပြုနိုင်တယ်လို့လေ့လာမှုအချို့ကဖော်ပြထားပါတယ်။အမြင့်ဓာတ်ကသကြားဆုပ်ယူနှုန်းကိုနှေးကွေးစေတဲ့အတွက်သွေးတွင်းသကြားဓာတ်ရုတ်တရက်မြင့်တက်ခြင်းကိုလျော့နည်းစေနိုင်ပါတယ်။ဒါပေမဲ့ဆီးချိုရောဂါရှိသူတွေအနေနဲ့ဆရာဝန်ညွှန်ကြားချက်အတိုင်းသာအစားအသောက်ကိုစီမံသင့်ပါတယ်။တတိယအကျိုးကျေးဇူးကနှလုံးကျန်းမာရေးကိုအထောက်အကူပြုတာဖြစ်ပါတယ်။ရုံးပရီတီမှာပါတဲ့အမြင့်ဓာတ်ဟာမကောင်းတဲ့ကိုလက်စထရောကိုလျှော့ချရာမှာအထောက်အကူဖြစ်စေနိုင်ပြီးနှလုံးသွေးကြောကျန်းမာရေးကိုကောင်းမွန်စေနိုင်ပါတယ်။စတုတ္ထအနေနဲ့ကိုယ်ခံအားကိုမြင့်တင်ပေးနိုင်ပါတယ်။ဗီတာမင်နဲ့ antioxidants တွေဟာကိုယ်ခံအားစနစ်ကိုထောက်ပံ့ပေးပြီးခန္ဓာကိုယ်ကိုအန္တရာယ်ဖြစ်စေနိုင်တဲ့ free radicals တွေကိုတိုက်ဖျက်ပေးနိုင်ပါတယ်။ပစ္စမအကျိုးကျေးဇူးကအရိုးကျန်းမာရေးဖြစ်ပါတယ်။ရုံးပရီတီမှာဗီတာမင်ပါဝင်တာကြောင့်အရိုးတည်ဆောက်မှုနဲ့အရိုးတန်မာရေးကိုအထောက်အကူပြုနိုင်ပါတယ်။ရုံးပရီတီကိုဝယ်ယူတဲ့အခါအစိမ်းရောင်တောက်ပပြီးအရွယ်သေးငယ်တဲ့အသီးတွေကိုရွေးချယ်တာပိုကောင်းပါတယ်။အသီးကြီးလွန်းရင်အမြင်များပြီးမာတတ်ပါတယ်။အိမ်မှာတိမ်ဆိတ်မယ်ဆိုရင်ရေမဆေးပဲစက္ကူနဲ့ပတ်ပြီးရေခဲသစ်တာထဲမှာထည့်ထားရင်ရက်အနည်းငယ်အထိလက်ဆက်မှုကိုထိန်းထားနိုင်ပါတယ်။ချက်ပြုတ်တဲ့အခါအချိန်ကြာမချက်တာကပိုကောင်းပါတယ်။အချိန်ကြာကြီးချက်လိုက်ရင်ဗီတာမင်အချို့လျော့နည်းနိုင်ပါတယ်။အပေါင်းပြုတ်ဟင်းချိုဟင်းရည်သို့မဟုတ်အနည်းငယ်စီနဲ့အမြန်ကျော်စားတာကအာဟာရဓာတ်ကိုပိုမိုထိန်းသိမ်းနိုင်ပါတယ်။ရုံးပရီတီရဲ့ချွဲလေးကိုမကြိုက်သူတွေလည်းရှိပါတယ်။ဒါပေမဲ့အဲ့ဒီချွဲဓာတ်မှာလည်းအကျိုးပြုအမြင့်ဓာတ်တွေပါဝင်တာကြောင့်လုံးဝဖယ်ရှားပစ်ဖို့တော့မလိုအပ်ပါဘူး။မိကုံးချုပ်အနေနဲ့ရုံးပရီတီဟာဈေးသက်သာပြီးအာဟာရပြည့်ဝတဲ့ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါတယ်။နေ့စဉ်အစားအသောက်ထဲမှာမျှတစွာထည့်သွင်းစားသုံးပေးခြင်းဖြင့်အစာချေစနစ်နှလုံးကျန်းမာရေးကိုယ်ခံအားနဲ့အရိုးကျန်းမာရေးတို့ကိုအထောက်အကူပြုနိုင်ပါတယ်။ဒီဗီဒီယိုကအသုံးဝင်နေဆိုရင် like လုပ်ပေးပါမိတ်ဆွေတွေနဲ့လည်းမျှဝေပေးပါ Healthy Kitchen Series ရဲ့နောက်ဗီဒီယိုတွေကိုမလွတ်သွားစေဖို့ Happy Healthy Hacks ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ကျန်းမာရေးအတွက်အကောင်းဆုံးရွေးချယ်မှုတွေကိုနေ့တိုင်းမီးဖိုချောင်ကနေစတင်လိုက်ရအောင်ကျေးဇူးတင်ပါတယ်